ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ မှာတွားရောက်ပြီးတရားစွဲတဲ့အချိန်မှာမြန်မာပြည်သူတွေကလည်းတဟိတ်မြို့မှာရှိတဲ့ ICJ ရဲ့တရားရုံးအရှိအထိတွားပြီးတော့လူထုကောင်းဆောင်ကိုဝန်းရံခဲ့တယ်နိုင်ငံတကာကလည်းအခုလိုဖိအားမျိုးစုံကိုမထုတ်ပြခဲ့ဘူးဒါပေမဲ့အခုဒေါ်အောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးပြီးတော့ထောင်ချလိုက်တယ်ဂမ်ဘီယာကိုမင်းအောင်လှိုင်ကသူ့ရဲ့လူယုံတွေကိုလွှတ်ပြီးတရားစွဲဆိုခိုင်းတဲ့အချိန်မှာနံပါတ်1ဘယ်ပြည်သူလာဝန်းရံနော်မြောင်ကြည့်ပါနော်ဘယ်ပြည်သူတယောက်လာဝန်းရံလဲနံပါတ်2အခုကုံမောင်ပြောပြသွားသလိုနိုင်ငံတကာအတိုင်းဝိုင်းကဘလောက်ပြိုစင်းလာတယ်စူယူဝိုင်းလောက်ဖို့ဟာအဲ့တော့ဒီနေရာမှာကျွန်တော်တို့အားမရတဲ့အချက်ပေါ့ဒါကဘာလဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်ကသူတွားရောက်ဖြည့်ရှင်းတဲ့အချိန်မှာနိုင်ငံဆိုတဲ့အရာထက်ကိုအားလုံးအတွက်ဆိုတဲ့ဟာနဲ့သူကအမိုက်ခံပြီးတော့တွားရောက်ဖြည့်ရှင်းခဲ့တာအဲ့ဒီအတွက်သူ့ကိုဒီရှင်းပြောရင်တော့ခင်ဗျားတို့ပြောနေတဲ့ကလားအတိုင်းဝိုင်းရပါဗျာဟုတ်တယ်မလားဒီအစ္စလာမစ်အတိုင်းဝိုင်းကဒေါ်အောင်ဆန်းစုကြည်ကိုပြစ်ထန်လို့ဝေဖန်ခဲ့တယ်တိုက်ခိုက်တာကိုခံခဲ့ရတယ်နောက်ဆုံးနိုဘယ်ဆုရစာပြန်ရုပ်သိမ်းဖို့စတဲ့ဖြစ်မျိုးစုံလှုံ့ဆော်တာတွေခံခဲ့ရတယ်ဒါကိုကြည့်ချင်းအမြင့်ဒေါ်အောင်ဆန်းစုကြည်ကဘယ်လောက်ထိစိတ်ဓာတ်ကြီးမားလဲဆိုတာတူတာအဲ့ဒီဂမ်ဘီယာသွားတဲ့အချိန်မှာဒါကတော့တို့ရှိပါတယ်ဒါကျမတို့နိုင်ငံမှာရှိတဲ့စစ်တပ်ကနော်လောက်တာပါကျမတို့လည်းမဆိုင်ဘူးဒီရင်ဂျာတွေဖြစ်တဲ့ကိစ္စမှာအဲ့ဒီရခိုင်စစ်ပွဲတွေမှာကောဒီပြဿနာတွေမှာကောကျမတို့နိုင်ငံတော်ရဲ့တမန်တော်ရုံးကသတင်းထောက်ကိုတော့ပေးဝင်ခိုင်းတာမဟုတ်ဘူး